ထွက်လေဝင်လေလေးတဲ့အာယုံပြုတ်ပြီးတော့နေပြီလို့ဆိုတဲ့အခါမှာဘာဖြစ်လာတော့ဆိုတော့တမာရီလေးရလာတာနဲ့တပြိုင်နက်သူကနိမိတ်ဆိုတာလေးကပေါ်လာတတ်တယ်နမိတ်ပေါ်လာနမိတ်ပေါ်တယ်ဆိုတာထွက်လေဝင်လေထဲမှာစိတ်အာယုံဟာတည်ငြိမ်ကျသွားလို့ရှိရင်ဘာဖြစ်လာတော့ဆိုတော့ဒီလေလေးကမိโกတန်းကလေးလို့ဖြစ်လာတယ်သို့မဟုတ်အလင်းရောင်တန်းကလေးလို့တယောက်နဲ့တယောက်တော့မတူဘူးအမျိုးစုံခံစားရတယ်တချို့ကြတော့ဘောလုံးလေးတွေလို့တချို့ကြတော့ပရိလုံးလေးလို့လေလေးကနှာခေါင်းမှာဒီလိုလဲနေတယ်အဲ့ဒါမျိုးတွေအမျိုးမျိုးဖြစ်လာတယ်ဒါကလူတွေရဲ့အမှတ်တင်ညာကြောင့်ဖြစ်တယ်တမာတိလေးရလာပြီဆိုလို့ရှိရင်အဲ့ဒီနမိတ်အာယုံလေးတွေပေါ်လာတယ်အဲ့ဒီနမိတ်အာယုံပေါ်မှာဆက်လက်ပြီးတော့ရှုမှတ်ပြီးတော့သွားပြီဆိုတဲ့အခါကျရင်နောက်ဆုံးမှာအဲ့ဒီအာယုံလေးနဲ့တင်အကြာကြီးနေလို့ရတယ်ဇန်ဆိုတာဖြစ်လာတယ်ပေါ့ပထမဇန်ဆိုတာပြန်တာပြောတာမဟုတ်သေးဘူးเนาะ